သူမဟာအသက်18နှစ်ပြည့်တဲ့နေ့မှာပဲသူမရဲ့ခန္ဓာကိုယ်ကိုနှစ်ပေါင်း90ကြာအောင်အေးခံသိမ်းဆည်းထားဖို့ပြပြတသားဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒီစမ်းသပ်မှုဟာစတင်လိုက်ပြီဆိုတာနဲ့ရက်တက်လို့မရတော့ကြောင်းဆရာဝန်ကသူမကိုတတိပေးခဲ့ပါတယ်။သဘောတူညီချက်လက်မှတ်ထိုးလိုက်တာနဲ့3ရက်အကြာမှာသူမဟာဒီကမ္ဘာလောကထဲကနေအပြီးတိုင်ပျောက်ကွယ်သွားမှာဖြစ်ပေမဲ့သူမကတော့ဘာမှမဆိုင်မတွားပဲလက်မှတ်ထိုးခဲ့ပါတယ်။သူတစ်ပါးအမြင်မှာတော့သူမဟာမိသားစုရဲ့အချစ်ဆုံးသမီးလေးဖြစ်ပြီးမိဘတွေနဲ့အကိုဖြစ်သူကသူမကိုယတနာပစ္စည်းလေးလိုအဖိုးတန်အောင်ထားကြတာပါ။ဒါပေမဲ့တရက်မှာတော့သူမဟာမိဘတွေခိုးကြောင်ခိုးဝက်ပြောနေတဲ့စကားတွေကိုမထင်မှတ်ပဲကြားလိုက်ရပါတယ်။သူမရဲ့18နှစ်ပြည့်မွေးနေ့ပွဲမှာဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေရောက်လာမှဖြစ်လို့အင်္ဂါအစိပ်ပိုင်းလှူဒန်းဖို့သဘောတူညီချက်မှာသူမကိုမဖြစ်မနေလက်မှတ်ထိုးခိုင်းရမယ်လို့ပြောနေကြတာပါ။အဲ့ဒီအချိန်မှာသူမဟာမိုးချိုးပစ်ခံလိုက်ရတယ်လို့ခံစားလိုက်ရပါတယ်။သူမမွေးဖွားလာရတဲ့တခုတည်းသောရည်ရွယ်ချက်ဟာအကိုဖြစ်သူအတွက်ကိုက်ညီတဲ့ကြောက်ကပ်ပေးဖို့တသက်ပဲဆိုတာသူမမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။သူတို့ရဲ့ကျင်နာမှုတွေကသူမကိုသဘောတူညီချက်မှာလိုလိုလားလားလက်မှတ်ထိုးလာအောင်လှည့်စားထားတဲ့အကွက်တွေပါပဲ။ဒါတင်မကသေးပဲသူမကိုမွေးကလေးကကျန်းမာရေးမကောင်းတဲ့လူမျိုးဟန်ဆောင်ခံတီးပြီးလစဉ်လတိုင်းဆေးရုံမှာစစ်ဆေးမှုတွေလုပ်ခိုင်းခဲ့ကြတာပါ။စိတ်နှလုံးကြေကွဲသွားတဲ့သူမဟာတခွဲကန်းတစ်ခုကိုသွားပြီးစမ်းသပ်မှုအတွက်စေတနာဝန်ထမ်းလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။စမ်းသပ်မှုမစတင်ခင်တရက်အလိုမှာသူမဟာအကိုဖြစ်သူကိုဒီနှစ်တွေအတွင်းသူမအပေါ်ဖုံးကွယ်ထားတာမျိုးရှိလားဆိုပြီးဘာမှမသိတယ်လို့မျိုးမေးခဲ့ပါသေးတယ်။အကယ်၍အကိုဖြစ်သူကသာအမှန်တိုင်းဖွင့်ပြောလာမယ်ဆိုရင်သူမရဲ့ကြောက်ကပ်ကိုလိုလိုလားလားပေးလူဖို့ဆုံးဖြတ်ထားခဲ့တာပါ။ဒါပေမဲ့အကိုဖြစ်သူကခဏတာတုံဆိုင်သွားပြီးနောက်မှာဘာမှမပြောခဲ့ပါဘူး။နောက်ဆုံးတော့သူမဟာမျက်ရည်တွေကိုမထိန်နိုင်တော့ပဲငိုချလိုက်ပါတော့တယ်။သူမငိုတန်ကြတော့မိဘတွေကအပြေးလွှားရောက်လာပြီးနှစ်သိမ့်ပေးကြပါတယ်။ဒါပေမဲ့အမှန်တရားကိုသိနေတဲ့သူမအတွက်တော့သူတို့ရဲ့ဟန်ဆောင်ကြိုးဆိုင်မှုတွေကယွန်ရှာစရာကောင်းနေခဲ့ပါပြီ။ဒေါသတွေထွက်လွန်လို့သူမဟာသတိလစ်သွားခဲ့ပါတယ်။ပြန်လို့လာတဲ့အခါမှာတော့သူမဘေးမှာအခင်ဆုံးတငယ်ချင်းပဲရှိပါတော့တယ်။တငယ်ချင်းဖြစ်သူကသူမရဲ့အေးခံစမ်းသပ်မှုအစီအစဉ်ကိုသိထားပြီးမိဘတွေနဲ့အကိုကသူမအတွက်အရန်စိုးရိမ်နေကြတာကြောင့်စိတ်လိုက်မှန်မှမလုပ်ဖို့တားဆီးပါတယ်။သူမဟာအိယာကထလိုက်ပြီးအမှန်တရားကိုသိအောင်လိုက်ခဲ့ဖို့တငယ်ချင်းကိုပြောလိုက်ပါတယ်။သူမကတငယ်ချင်းကိုပြင်ပလူနာဌာနစီခေါ်သွားခဲ့ပြီးအဲ့ဒီမှာသူမသတိလစ်သွားတာကခွဲစိတ်မှုကိုထိခိုက်နိုင်မလားဆိုပြီးဆရာဝန်ကိုမေးနေတဲ့မိဘတွေကိုတွေးလိုက်ရပါတယ်။ဘသူကမှသူမရဲ့ကျန်းမာရေးအပေါ်အမှန်တကယ်စိတ်မပူကြပါဘူး။သူမရဲ့တငယ်ချင်းလည်းဒါကိုမြင်သွားတဲ့အခါမြင်သက်သွားပြီးသူမကိုဆက်မတားတော့ပါဘူး။သူမရဲ့18နှစ်ပြည့်မွေးနေ့မှာမိသားစုစုံတွဲရိုက်ထားတဲ့ဓာတ်ပုံကိုစုပ်ဖြတ်ပစ်လိုက်ပြီးတခွဲကန်းကိုဥတီတဲ့ကားပေါ်တက်ခဲ့ပါတယ်။လမ်းမှာသူမတို့ကားကမိဘတွေရဲ့ကားနဲ့ဘေးချင်းရှင်ဆုံခဲ့ပါသေးတယ်။သူတို့မိဘတွေအိမ်ပြန်ရောက်တဲ့အခါသူမကိုဘယ်မှရှာမတွေ့တော့ပါဘူး။အဲ့ဒီအချိန်မှာပဲအကိုဖြစ်သူရဲ့အခြေအနေကစိုးရိမ်ရလို့ချက်ချင်းခွဲစိတ်ဖို့လိုအပ်နေပြီဖြစ်ကြောင်းဆေးရုံကအကြောင်းကြားလာပါတယ်။သူတို့တွေယူမတက်ဖြစ်သွားပြီးသူမကိုအသေးအတန်လိုက်ရှာကြပါတော့တယ်။အိမ်ပေါ်ကသူမထားခဲ့တဲ့မှတ်တမ်းစာအုပ်လေးကိုရှာတွေ့ပြီးသူတို့လက်ထဲပေးလိုက်ပါတယ်။အဲ့ဒီအခါကျမှပဲသူမဟာအရာအလုံးကိုသိသွားခဲ့ပြီဆိုတာကိုသူတို့နားလည်သွားကြပြီးသူတို့ရဲ့သားသမီး2ယောက်လုံးကိုဆုံးရှုံးရတော့မယ်ဆိုတာကိုသဘောပေါက်သွားကြပါတော့တယ်။